ဆရာဝန်တွေရဲ့ကပ်ပြအောက်ကဒစိတ်လေးမှာအဲ့ဒါလေးရေးထားတယ်ဒါပေမဲ့ဆရာဝန်ကငုံအောင်မကြည့်ဘူးဗျာဒေါက်တာတွေကငွေလေးနှစ်ကောင်နဲ့လေအဲ့ဒါဆရာဝန်ရဲ့အဲ့ဒီကပ်ပြလေးမှာဖယားရှင်ကယောမန်ဥပဒရေယတော့ဂီလနာဥပယောမန်အကျင့်ပုဂ္ဂိုလ်ဒီငါ့ကိုလှုပ်ကြွေးနေတယ်ဆိုရင်ဂီလနာကိုလှုပ်ကြွေးပါလို့ဖယားစကားကိုဆရာဝန်များလိုက်နာလားမလိုက်နာလားတော့မသိဘူးခရိယန်ဘာသာကလိုက်နာပါတယ်အစ္စလာမ်ဘာသာကလိုက်နာပါတယ်ခရိယန်ဘာသာမှာငါဖယားရှင်ကိုငါ့ကိုဂျေဇုကသူ့ကိုကျွေးခြင်းနဲ့လှုပ်ကြွေးခြင်းနဲ့ပုဂ္ဂိုလ်တွေဟာနေမကောင်းတဲ့ sick ဖြစ်တဲ့ sick people is partial အဲ့ဒီနေမကောင်းတဲ့သူတွေကိုပြုစုရင် Jesus ကိုပြုစုရရောက်ပါတယ်လို့သူတို့ပြောလိုက်တာဖြစ်ခြင်းကြောင့်အဲ့ဒီ nuns တွေသီလရှင်တွေကလူမာတွေကိုပြုစုတယ်အဲ့ဒီ nuns ကနေ nurse လို့ဖြစ်လာဆိုရင်သီလရှင်မှဒီ nurse မှဖြစ်သွားတယ်မူလကသီလရှင်အဲ့ဒီသီလရှင်တွေရတာပဲဒီခရိယန်သီလရှင်တွေဆိုတာလူမာတွေကိုပြုစုခြင်းတဲ့လူတွေစစ်ပွဲမှာလူမာတွေကောက်မယ်အဲ့ဒီ nuns အဲ့ဒီနေမှာ nurse ဖြစ်သွား nurse ဖြစ်သွားဆိုရင်သူတို့ကလူမာတရားကိုပြုစုနေခြင်းဒီသူတို့ရဲ့ထာဝရဘုရားကိုစောင့်ရှောက်နေတယ်လှုပ်ချွေးနေတယ်လို့ခရိယန်ကမြင်တယ်မူဟာမက်သခင်ကမဒီနာမြို့မှာသူ့ကိုလူတွေဝိုင်းကျွေးတဲ့အခါမှာပေါင်မုတ်တွေကိုကျွန်တော်ကိုမကျွေးပါနဲ့ကျွန်တော်ကတမန်တော်ရဲ့ကိုယ်စားလှယ်ပါနေမကောင်းတဲ့သူတွေတက်ကြီးရွယ်တွေကိုပြုစုလို့ရှိရင်ကျွန်တော်ကိုပြုစုတယ်အတူတူပါပဲလို့ပြောလိုက်တယ်အဲဒါမွတ်စလင်ဘာသာဝင်တွေကတက်ကြီးရွယ်တွေကိုသူတို့ကပဲစတင်ပြီးမွတ်စလင်ဘာသာကပဲလူအိုယုံစတင်ဆောက်ခဲ့ပါတယ်ဗုဒ္ဓဘာသာတွေမဆောက်ခဲ့ပါဘူးစတင်ဆိုရင်နော်အခမဲ့ဆေးကန်းတွေအခမဲ့နာရေးကြီးဂုရုနာနတ်တို့စတဲ့မွတ်စလင်အခမဲ့ဆေးပေးယုံတို့အခမဲ့တာဖွားဆေးယုံတို့အဲ့ဒါတွေကိုဗုဒ္ဓဘာသာထေရဝါဒတို့ကနောက်ကျခဲ့ပါတယ်အခုမှလောက်တာပါဒါလို့ဆိုရင်ဗုဒ္ဓရဲ့အခုလောလောဆယ်ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာအစ္စလာမ်ဘာသာဟိန္ဒူဘာသာလို့တရားဝင်ကြီးကျယ်တဲ့ဘာသာကြီး great religion ဘာသာကြီး၄မျိုးရှိပါတယ်အဲ့ဒီဘာသာကြီး၄မျိုးထဲမှာဗုဒ္ဓကပိုစောစွာပြောခဲ့တယ်ခရစ်ယာန်ကခရစ်တော်ကဗုဒ္ဓတဲ့နှစ်ပေါင်း600နောက်ကြတယ်မူဟာမက်သခင်ကနှစ်ပေါင်း1000ကျော်နောက်ကြတယ်အဲ့ဒီ3ယောက်ထဲမှာထေရဝါဒကိုတဲ့ကမြတ်စွာဘုရားကစတင်ဟောပါလက်ကနေထေရဝါဒီထေရဝါဒဗုဒ္ဓဘာသာဝင်တို့လိုက်နာမှုနည်းပါတယ်ခရိယန်အားလုံးသိတယ်အစ္စလာမ်အားလုံးသိတယ်ဒါပေမဲ့ဗုဒ္ဓအရှင်တော်ဘုရားရဲ့တပည့်တွေမသိဘူးယောမန်ဥပဒေယကွန်ယောဘိတ်ကွေမန်ဥပဒေယသောမန်ကလနာဥပဒေအဲ့ဒါကိုနိုင်ငံရသားကြည်စမ်းစဗုဒ္ဓကတဲ့ကြည်စမ်းမအောင်နဲ့ဘုရားဘာဥမန်စဝတ်နတ်မီhe should not the sick လို့ဒီလိုပြောခဲ့တာတဲ့ဒါကြောင့်တော့မြတ်စွာဘုရားရှင်ကအဲ့လိုပြောတဲ့အချိန်မှာ the Indian Buddhist emperor are shocked သူကလည်း both men and animal လူသားနဲ့တိရစ္ဆာန်တွေကိုဆေးကုပေးဖို့အတွက်သူ့ရဲ့ rock addict အသောကကြောက်စာမှာတရားပြဋ္ဌာန်းခဲ့ပါတယ်တဲ့ဘုရားရှင်တော်၎င်းဘုရားရှင်ကိုတရားကိုကြည်ညိုတဲ့အသောကတော်၎င်းလူသားများနဲ့တိရစ္ဆာန်များအခွင့်အရေးကိုအဲ့ဒီသူတို့တွေကိုဆေးကုပေးဖို့တဲ့ဆေးရွက်တွေဆေးမြစ်တွေစောmedicinal herbs suitable for both men and animals ကဘာမှာလူသားနဲ့တိရစ္ဆာန်များကိုဆေးကုပေးဖို့ဖယားရဲ့အာသောကရှင်ဘုရင်ပြောခဲ့တယ်နိုင်ငံသားတွေအနောက်တိုင်းသားတွေကအဲ့ဒီ medical science ကနောက်မှပြောတာပါတဲ့တော့ဗုဒ္ဓဇင်ကစောပါတကောတဲ့ကွန်းတော်ဒါစေသိပ္ပံလည်းပြောလိုက်ပါပြီကွန်းတော်